တချို့နေရာတွေမှာအချိန်ဟာရပ်တန့်နေသလိုခံစားရတတ်ပါတယ်။အဲ့ဒီလိုနေရာတွေကနေဘလို့သင်ခန်းစာတွေရနိုင်မလဲဆိုတာစိတ်ဝင်စားတဲ့သူတွေအတွက်ဒီမြို့လေးကအဖြေတစ်ခုပေးပါလိမ့်မယ်။အီတလီနိုင်ငံဖလော်ရန့်စ်မြို့ရဲ့တောင်ဘက်56ကီလိုမီတာအကွာမှာတည်ရှိတဲ့ဆန်ဂျီမစ်နာနိုမြို့လေးဟာအံ့ဩစရာကောင်းလောက်အောင်သူ့ရဲ့သမိုင်းဝင်ပုံစံကိုဘလို့ထိမ့်သိမ်းထားနိုင်ခဲ့တာလဲ။ဒီမေးခွန်းရဲ့အဖြေဟာသူ့ရဲ့ခံနိုင်ရည်အားနဲ့သမိုင်းရဲ့လှည့်ကွက်တွေထဲမှာရှိနေပါတယ်။ဆန်ဂျီမီဂနာနိုမြို့ဟာအလေခေတ်ကာလတုန်းကယောမမြို့ကိုဖျားဖူးသွားလာကြသူတွေအတွက်အရေးပါတဲ့အနားယူစခန်းတစ်ခုဖြစ်ခဲ့ပါတယ်။1196ခုနှစ်မှာလွတ်လပ်တဲ့မြို့တစ်မြို့ဖြစ်လာပြီးနောက်မှာတော့မြို့ကိုထိန်းချုပ်ထားတဲ့ချမ်းသာကြွယ်ဝတဲ့မိသားစုတွေဟာသူတို့ရဲ့စီးစိမ်ဥစ္စာနဲ့အာဏာကိုပြသတဲ့အနေနဲ့မျှော်စင်အိမ်82လုံးခန့်များတည်ဆောက်ခဲ့ကြပါတယ်။အဲ့ဒီထဲက14လုံးသာဒီနေ့အထိကျန်ရှိနေသေးပေမဲ့မြို့ရဲ့ပုံစံကတော့အဲ့ဒီခေတ်ရဲ့ခန်းစားချက်ကိုအပြည့်အဝပြီးနိုင်စေပါပြီ။ ဒီမြို့လေးဟာသူ့ရဲ့မူလမြို့ပြပုံစံကိုတတားတဲ့ထိမ့်သိမ်းထားနိုင်တဲ့အတွက်ယဉ်ကျေးမှုရအလွန်အဖိုးတန်တယ်လို့ဆိုနိုင်ပါတယ်။12ရာစုကနေ14ရာစုအတွင်းက Florence, Siena နဲ့ Pisa အမှုပညာပုံစံတွေရဲ့လွှမ်းမိုးမှုနဲ့အတူအလေခေတ်ဘေးသူကလက်ရာတွေကိုတောက်ပစွာပြသနေပါတယ်။မြို့ရဲ့ဖျားရှိခိုးကျောင်းတွေနဲ့အခြားအများပြည်သူအဆောက်အဦတွေမှာ14ရာစုနဲ့15ရာစုကအီတလီအမှုပညာလက်ရာပေါင်းများစွာကိုတွေ့မြင်နိုင်ပါသေးတယ်။ ဆန်ဂျီမီနာနိုမြို့ဟာအလေခေတ်ယဉ်ကျေးမှုရဲ့ထူးခြားတဲ့သက်သေခံတစ်ခုဖြစ်ပါတယ်။သူဟာမြို့ပြဘဝရဲ့ပုံမှန်ဖွဲ့စည်းပုံဖြစ်တဲ့ရင်ပြင်းတွေလမ်းတွေအိမ်တွေနန်းတော်တွေရေတွင်းတွေရေပန်းတွေကိုအီဒီယာကျင်းချင်းလေးမှာအားလုံးစုစည်းထားပါတယ်။14ရာစုအစောပိုင်းကနေ့စဉ်ဘဝပုံစံတွေကိုပြသဖို့အကောင်းဆုံးအထောက်အထားတွေအဖြစ်မေမိုဒီဖလက်ပူချိုရဲ့နိုင်ငံစည်းရေးပကြီးတွေကိုမကြာခဏဆိုသလိုကိုးကားကြပါတယ်။ Florence မြို့ရဲ့မြို့ပြရှုခင်းမှာအများပြည်သူနန်းတော်တွေရဲ့မျှော်စင်တွေကလွှမ်းမိုးထားပြီးကိုပိုင်အာဏာထက်အဖွဲ့အစည်းအာဏာကပိုရေးချီကြောင်းပြသခဲ့ပါတယ်။ဒါပေမဲ့ဆန်ဂျီမီဂီနာနိုမြို့မှာတော့နန်းတော်တွေပေါ်မှာထဲဝါစွာတည်ရှိနေတဲ့မျှော်စင်12လုံးကတော့ပဋိပက္ခအတွက်အမြဲအသင့်ရှိနေတဲ့ပြိုင်ဘက်အုပ်စုတွေရဲ့ထိန်းချုပ်မှုအောက်ကဖီယိုဒဲလ်စနစ်ရဲ့တက်စကန်မြို့ရဲ့ပုံစံကိုဆက်လက်ထိန်းထားပါတယ်။ဒီအချက်ဟာ Florence, Siena ဒါမှမဟုတ်ပိုလော့ဂနာတို့မှမတွေ့နိုင်တဲ့သမိုင်းဝင်အခိုက်အတန့်တစ်ခုကိုပြသနေတာပါမယ်။ဒီမျိုးရဲ့နယ်နိမိတ်ကိုအကာအကွယ်ပေးထားတဲ့စက်ဝိုင်းပုံကာကွယ်ရေးတံတိုင်းနှစ်ထပ်နဲ့သတ်မှတ်ထားပါတယ်။အတွင်းပိုင်းမြို့ရိုးကို10ရာစုနောက်ပိုင်းမှာတိစောက်ခဲ့ပြီး13ရာစုမှာတော့အပြင်ဘက်မြို့ရိုးကိုထပ်မံဖြည့်ဆွဲခဲ့ပါတယ်။မြို့ရိုးအတွင်းမှာတော့မျောစင်တွေကြောက်နဲ့မြေအိုးအလားဆင်ထားတဲ့နန်းတော်တွေနောက်ပိုင်းရောမဖျားကျောင်းတွေနဲ့လမ်းတွေရဲ့မြို့ပြိုပုံစံစားတဲ့တန်ဖိုးရှိတဲ့အရာအလုံးပါဝင်နေပါတယ်။ ဆန်ဂျီမီနာနိုမြို့ဟာသူ့ရဲ့ပတ်ဝန်းကျင်ကိုလွှမ်းမိုးနိုင်တဲ့မြင်မားတဲ့နေရာမှာတည်ရှိနေဆဲပါပဲ။တင်ကျပ်တဲ့ပြန်လည်ပြုပြင်ရေးစီမင်းတွေကိုလိုက်နာဆောင်ရွက်ခဲ့တဲ့အတွက်သူ့ရဲ့စစ်မှန်မှုကိုထိန်းထားနိုင်ခဲ့ပါတယ်။အထိမ်းအမှတ်အဆောက်အဦတွေနဲ့တိစောက်ပုံတွေပေါ်ပြုပြင်ပြောင်းလဲမှုတွေဟာယဉ်ကျေးမှုအမွေအနှစ်ဘီထုကတမိုင်းနဲ့အမှုပညာရဲ့အထူးအင်္ဂါတွေကိုလေးစားလိုက်နာပါတယ်။ဒီသမိုင်းဝင်မျိုးလေးဟာခီးသွွားလုံးကတိုးပွားလာမှုနဲ့အဆောက်အဦတွေကိုရိုးရာမဟုတ်တဲ့ပုံစံမျိုးပြောင်းလဲအသုံးပြုဖို့ဖိအားတဲ့ကြောင့်အနှဲငယ်ထိခိုက်နိုင်ပါတယ်။ဒါပေမဲ့လည်းနိုင်ငံတော်အဆင့်ဥပဒေတွေနဲ့ municipal အဆင့်မြို့ပြစီမံကိန်းတွေကသမိုင်းဝင်အဆောက်အဦတွေနဲ့ရှုခင်းတွေကိုထိန်းသိမ်းဖို့အသေးစိတ်စီမင်းတွေကိုချမှတ်ထားပါလေ။ဒီအချက်တွေကပဲမြို့ရဲ့သမိုင်းဝင်တည်ရှိမှုကိုမြင့်တင်ဖေပါလေ။ ဆန်ဂျီမီဂါနာနိုမြို့ကို municipal အုပ်ချုပ်ရေးကဦးဆောင်တဲ့အစိုးရအဆင့်ဆင့်ကပူးပေါင်းပါဝင်တဲ့အဖွဲ့စုံနဲ့စီမံခန့်ခွဲပါတယ်။ဒီလိုပူးပေါင်းဆောင်ရွက်မှုကြောင့်မြို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေရဲ့ကာကွယ်ရေးနဲ့ထိန်းသိမ်းရေးအတွက်မဟာဗျူဟာတွေကိုချမှတ်ပြီးအကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်။ဆန်ဂျီမီဂါနာနိုမြို့ရဲ့အမွေအနှစ်တွေကိုဘယ်လိုခိုင်ခိုင်မာမာထိန်းသိမ်းဆောင်ရှောက်နေတယ်ဆိုတာနားလည်ခြင်းကရေရှည်တည်တတ်တဲ့ယဉ်ကျေးမှုထိန်းသိမ်းရေးရဲ့နမူနာကောင်းတစ်ခုကိုပြသနေပါတယ်